သုတဓမ္မ Diploma Level 2ဓမ္မအသိဖြင့်အကျိုးရှိနေမည်တရားတော်မှအရှင်သီလစာရတေတကူလမေဤအမေအဖြေမှတ်စုများဖြစ်ပါတယ်။အမေဓမ္မအသိဖြင့်အကျိုးရှိနေမည်ဟုဆိုရ၌ကကြီးဓမ္မဟူသည်အပေပါနည်းခါခွေဓမ္မအသိဟူသည်အပေပါနည်းဖြည့်ဆိုပါအဖြေဓမ္မအမှားမှန်ကိုခွဲခြားသိနိုင်သောမြတ်စွာဘုရား၏ဟောပြောသွန်သင်ချက်များဓမ္မအသိအမှားအမှန်ကိုခွဲခြားသိနိုင်သောမြတ်စွာဘုရား၏ဟောပြောသွန်သင်ချက်များကိုသိခြင်းကိုဖြစ်ကြပါသည်စာမျက်နှာ2အမေမိသည့်အကျိုးများရရှိဖို့အတွက်ဓမ္မအသိဖြင့်နေရပါသနည်းဖြစ်ဆိုပါတနည်းဓမ္မအသိဖြင့်နေထိုင်ခြင်းအကျိုးနှမျိုးကိုဖော်ပြပါအဖြေဓမ္မအသိဖြင့်နေထိုင်သောသူသည်1ဒိဋ္ဌဓမ္မိကအဋ္ဌမျက်မှောက်ဘဝတွင်ရသောအကျိုးဖြစ်သည်ဤဘဝတွင်စည်းစိမ်ဥစ္စာရခြင်းယာဓုခုံသိမ်းများရခြင်းထူးခြားသောဤသွေးများရခြင်းချမ်းချမ်းသာသာနေရခြင်းတို့ကိုရရှိပါသည်နှစ်တံပရာယိကအဋ္ဌတေလွန်ပြီးနောက်တမလွန်ဘဝတွင်ဒုပြည်နတ်ပြည်မြမပြည်ကောင်းကျိုးချမ်းသာများရရှိခြင်းတို့ဖြစ်ကြပါသည်စာမျက်နှာ1နေလူသားတို့ရဲ့မျက်စိနှလုံးအသိဉာဏ်တစ်ခုဟုဆိုရမည့်အရာကအဘယ်ပါနည်းအဖြေလူသားတဦးမှာမျက်စိနှလုံးရှိရသလိုအသိဉာဏ်ကလည်းနှမျိုးရှိဖို့လိုအပ်ပါသည်1လောကစက္ခုစီးပွားရေးမျက်စိမျက်မှောက်ချမ်းသာကကြီးမရသေးသောစည်းစိမ်ဥစ္စာများရရှိရန်ခါခွေရရှိလာသောစည်းစိမ်ဥစ္စာများတည်မြဲရန်ကငယ်တည်မြဲပြီးသားစည်းစိမ်ဥစ္စာများတိုးပွားရန်စီးပွားရှာတတ်သောအသိဉာဏ်မျက်စိမျိုးဖြစ်ပါသည်နှစ်ဓမ္မစက္ခုဓမ္မရေးရာမျက်စိတန်တရားချမ်းသာကုသိုလ်အကုသိုလ်အပြစ်ရှိသည်မရှိသည်ဆိုသောဓမ္မအရေးနှင့်ပတ်သက်၍သိမြင်တတ်သောအသိဉာဏ်မျက်စိမျိုးဖြစ်ပါသည်စာမျက်နှာနှစ်3အမေမျက်စိနှလုံးပြည့်စုံဖို့တစ်ခုနဲ့တစ်ခုအပြန်အလှန်ထိန်းချောင်းရပုံကိုရှင်းပြပါအဖြေစီးပွားရေးမျက်စိဓမ္မရေးရာမျက်စိရှိရပါမည်ဒွိစက္ခုဖြစ်ဖို့ရန်အတွက်တစ်ခုနဲ့တစ်ခုထိန်းညှိရပါမည်ဘာလို့လဲဆိုရင်တစ်ခုနဲ့တစ်ခုထိညှိနိုင်မှအကျိုးခိုင်မြဲမှာဖြစ်ပါတယ်။ပြစ္ဆုတ်ပံကောင်းကျိုးကြီးပဲစူးစမ်းနေမယ်ဆိုရင်တန်တရားကောင်းကျိုးကလွတ်သွားတတ်ပါသည်။ထို့ကြောင့်စီးပွားရေးဖြင့်ကိုကျင့်တရားကိုထိန်းရမည်။တန်တရားကောင်းကျိုးကြီးလုပ်နေမယ်ဆိုရင်ပြစ္ဆုတ်ပံကောင်းကျိုးကလွတ်သွားတတ်ပါသည်။ထို့ကြောင့်ကိုကျင့်တရားဖြင့်စီးပွားရေးကိုပြန်ထိန်းရမည်။သို့မှသာစီးပွားရေးတိုးတက်မှုလည်းခိုင်မြဲမည်။ကိုကျင့်တရားလည်းခိုင်မြဲလာမည်။စာမျက်နှာ3 4အမေအပေရချင်းများဖြင့်ပြည့်စုံသူကိုအကောင်းဆုံးလူသားလို့သတ်မှတ်ရမည်နီအဖြေစီးပွားရေးမျက်စိပြစ္ဆုတ်ပံချမ်းသာဓမ္မရေးရာမျက်စိတမလွန်ချမ်းသာတို့ဖြင့်ပြည့်စုံတော်သူသည်အကောင်းဆုံးလူသားဖြစ်ပါသည်စာမျက်နှာ2 3အမေဒွိစက္ခုမျက်စိနှလုံးနှင့်ပြည့်စုံမှာကရရှိလာသောအကျိုးများကိုဖော်ပြပါအဖြေစီးပွားရေးမျက်စိဓမ္မရေးရာမျက်စိပြည့်စုံမှာကစီးပွားရေးတိုးတက်မှုလည်းခိုင်မြဲမည်ကိုကျင့်တရားလည်းခိုင်မြဲလာမည်ဖြစ်ပါသည်ရင်းပြင်1မိမိကိုယ်တိုင်ချမ်းသာနိုင်မည်2မိမိပတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားနိုင်မည်3မိဘများကိုလည်းကျွေးမွေးစောင့်ရှောက်နိုင်မည်4ဆွေမျိုးသားချင်းများကိုလည်းကူညီထောက်ပံ့ပေးနိုင်မည်5မိမိကိုယ်ွယ်သည့်ဘာသာတရားကိုလည်းထောက်ပံ့နိုင်မည်ဖြစ်ပါသည်6တမလွန်ဘဝတွင်လည်းကောင်းရာတုဂတိပုံစသည်တို့ရောက်ရှိပါမည်စာမျက်နှာ14မေမျက်စိနှလုံးတွင်ချွတ်ယွင်းသည့်မျက်စိအလိုက်ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများကိုရှင်းပြပါအဖြေ1စီးပွားရှာတတ်သောအသိဉာဏ်မျက်စိချွတ်ယွင်းပါကဆင်းရဲမွဲတေသဖြင့်ဒုက္ခမျိုးစုံကြုံတွေ့နိုင်သည်စာမျက်နှာ3 4နှစ်ဓမ္မရေးရာမျက်စိချုပ်ရင်းပါကအကုသိုလ်ဒုစရိုက်များကျူးလွန်ပြီးကဤဘဝမှာပင်အပြစ်ဒဏ်တက်ရောက်ပြီးတမလွန်ဘဝတွင်အပင်ငရဲကြောက်နိုင်ခြင်းဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်မေစီးပွားရှာသည့်အခါထားမိစိတ်ထားကိုဖော်ပြပါဖြေစီးပွားရှာသောအခါ1တရားမျှတစွာဖြင့်စိတ်ကောင်းထားပြီးရှာဖွေရမည်2စိတ်ဖြူစင်အောင်ထားပြီးဆောင်ရွက်ရမည်3မိမိလုပ်သောအလုပ်များသည်အများအတွက်ဖြစ်ပါစေ4အများအတွက်မိမိလုပ်သမျှသည်အကျိုးဖြစ်ပါစေဟုသောစိတ်ထားမျိုးထားပြီးရှာဖွေရပါမည်မေဘဝမှာအကျိုးရှိနေဖို့မိမိကိုယ်ကိုအမြဲသုံးသပ်ဆင်ခြင်ရမည့်အချက်တစ်ချက်ကိုရှင်းပြပါအဖြေဘဝမှာအကျိုးရှိနေဖို့မိမိကိုမိမိအမြဲဆင်ခြင်သင့်ပါသည်ဘယ်လိုဆင်ခြင်ရမလဲဆိုရင်ကတံဘုဒ္ဓတမေရတ္တိတိဝါဝိတိဝတ္တန္တိငါဘလို့နည်းဖြင့်နေ့တွေရက်တွေကုန်နေသလဲဆိုပြီးသုံးသပ်ဆင်ခြင်သင့်ပါသည်
အချိန်တွေကိုအကျိုးရှိရှိကုန်နေတာလားအကျိုးမဲ့စွာကုန်နေတာလားဟုဆင်ခြင်စဉ်းစားရမည်နှစ်လောကီစီးပွားရေးအတွက်အချိန်ကုန်နေတာလားဓမ္မရေးရာအတွက်အချိန်ကုန်နေတာလားဟုဆင်ခြင်စဉ်းစားရမည်ယင်းတို့အမြဲတမ်းမိမိကိုယ်ကိုဆင်ခြင်စဉ်းစားကြည့်မိဆိုရင်ဘာအတွက်အချိန်ကုန်ဆုံးနေတာလဲဟုအဖြေတွက်လာပြီးမိမိအတွက်အကျိုးရှိသည်များဖြစ်သောလောကအကျိုးဓမ္မအကျိုးမျက်မှောက်အကျိုးတဏှာအကျိုးများကိုလှုပ်လာနိုင်မည်ဖြစ်သည်စာမျက်နှာ9မေကောင်းကျိုးချမ်းသာရအောင်လိုအပ်သည့်အချက်၄ချက်ကိုပါဠိမြန်မာတွဲဆက်ပြပါဖြေ1နိယမိတ်တမိမိတန်တန်မှာကုသိုလ်စိတ်များဖြစ်စေရမည်ဟုတန်တိတ်ထန်ချထားဆုံးဖြတ်ထားရမည်2သမုဒ္ဒါစာရကုသိုလ်စိတ်ဖြစ်စေရန်အတွက်အလေးကျင့်လုပ်ရမည်3ပရိနာမိတ်တမိမိ၏စိတ်ကိုအမြဲတမ်းကောင်းသည့်ဘက်ကိုပဲညွတ်နေအောင်ထားပေးရမည်4အာဘုဇိတယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ရမည်စာမျက်နှာ6မှ73မှတ်ချက်ရင်းလေးချက်ကိုဘဝမှာအကျိုးရှိရှိနေနည်းကောင်းကျိုးချမ်းသာရဖို့အခြေခံလေးနည်းစသည်ဖြင့်မေးနိုင်ပါသည်မေကုသိုလ်ဤအတိပ္ပယ်ကိုရှင်းပြပါဖြေကုသလကုအပေါင်းတလကုအစိုးတရားများလောဘဒေါသမောဟစသည်တလဖယ်ရှားပေးနိုင်တာကုသလအစိုးတရားများကိုဖယ်ရှားပေးပြီးအကောင်းတရားတွေကိုဖော်ဆောင်ပေးနိုင်တာကိုကုသိုလ်ဟုခေါ်ပါသည်ကုသိုလ်အရာအလောဘအဒေါသအမောဟတို့ကိုယူရမည်စာမျက်နှာ6မေအစိုးတရားများကိုဖယ်ရှားပေးပြီးအကောင်းတရားတွေကိုဖော်ဆောင်ပေးနိုင်သည့်တဘာဝတရားများကိုဖော်ပြပါအဖြေအစိုးတရားများကိုဖယ်ရှားပေးပြီးအကောင်းတရားတွေကိုဖော်ဆောင်ပေးနိုင်သည့်တဘာဝတရားများမှာအလောဘအဒေါသအမောဟတို့ဖြစ်ကြပါသည်အလောဘဟူသည်အလောဘဆိုတာမိမိ၏ပစ္စည်းများကိုအများနှင့်မျှဝေခံစားနိုင်သည့်စိတ်ထားဖြစ်သည်ဆွလွတ်နိုင်တဲ့စိတ်ထားဖြစ်သည်စာမျက်နှာ6အာဒေါသဟူသည်အာဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ထားဖြစ်သည်စာမျက်နှာ9အမောဟဟူသည်အမောဟဆိုတာဘာကိုလှုပ်တဲ့တယ်မလှုပ်တဲ့ဘူးဆိုတာကိုသိသည့်အသိအပြင်မှုဖြစ်သည်စာမျက်နှာ9အမေမိမိတန်တန်မှာကုသိုလ်စိတ်ဖြစ်ရင်ဆုံးဖြတ်ထားပုံကိုရှင်းပြပါဖြေမိမိတန်တန်မှာကုသိုလ်စိတ်သာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်စေရဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ပိုက်တိုင်းစွာချထားရမယ်တရားတရားတွေဖြစ်စေရမယ်သီလတရားတွေတည်စေရမယ်တမာတိစွမ်းအားဖြစ်စေရမယ်အကောင်းအဆိုးအကျိုးအကြောင်းကိုခွဲခြားနိုင်သောအသိပညာတွေဖြစ်စေရမယ်လို့တန်ဋိဌာန်ချထားရမယ်အဲဒီလိုစိတ်ကိုတိဆောက်ထားမယ်ဆိုရင်တတိထားတတ်လာပြီးစိတ်ဟာကောင်းတဲ့ဘက်ကိုပဲဥတည်လာမည်စာမျက်နှာနဲ့မေကုသိုလ်စိတ်ဖြစ်ရင်အလေးကျင့်ပြုလုပ်ပုံကိုရှင်းပြပါအဖြေကုသိုလ်စိတ်ဖြစ်ဖို့အတွက်အလေးကျင့်လိုအပ်ပါသည်ဥပမာမနေ့အိယာထနေမျက်နာတက်မည်ဖျားရှိခိုးမည်ဖျားမရှိခိုးပဲမနေ့စာမစားဘူးဤကဲ့သို့အလေးကျင့်ပြုလုပ်ရမယ်စာမျက်နှာ9ရှစ်အမေမေတ္တာဟူသည်အဘယ်နည်းရှင်းပြပါအဖြေမေတ္တာဟူသည်မိတ်ဆွေ၏စိတ်သက်မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းပေါ်ထားသည့်စိတ်သက်မျိုးဖြစ်ပါသည်အမုန်းတရားတွေဖယ်ရှားပြီးအကျိုးလိုလားသည့်စိတ်ထားမျိုးဖြစ်ပါသည်စာမျက်နှာရှစ်အမေမေတ္တာ၃မျိုးကိုအဓိပ္ပာယ်နှင့်တကွရှင်းပြပါအဖြေမေတ္တာသည်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဟု၃မျိုးရှိသည်ကာယကံမေတ္တာကိုဖြင့်ပြုရသောမေတ္တာဥပမာလမ်းသွားရင်စုတွေတွေ့လို့ဖယ်ရှားလိုတာမျိုးအိမ်သူအိမ်သားတွေချမ်းသာစွာနေနိုင်ဖို့ကူညီဆောင်ရွက်တာမျိုးသည်ကာယကံမေတ္တာဖြစ်သည်ဝစီကံမေတ္တာနှုတ်ဖြင့်ပြောရသောမေတ္တာနှုတ်မှကောင်းသောအကြံစီတွေပေးခြင်းတတ္တဝါတွေကျမ်းမာချမ်းသာကြပါစေဆိုပြီးပြောခြင်းသည်ဝစီကံမေတ္တာဖြစ်သည်မနောကံမေတ္တာစိတ်ထဲမှပွားရသောမေတ္တာစိတ်ထဲမှာတတ္တဝါတွေကျမ်းမာချမ်းသာကြပါစေဆိုပြီးပွားများခြင်းသည်မနောကံမေတ္တာဖြစ်သည်စာမျက်နှာ9မိမိစိတ်ကိုကောင်းသည့်ဘက်အမြဲညွတ်နေစေရန်ပြုလုပ်ပုံကိုရှင်းပြပါအဖြေမိမိတယောက်တည်းနေသည့်အခါများတွင်အတွေးကိုဆန်းစစ်ကြည့်ရမည်မကောင်းသည့်ဘက်ကိုတွေးနေညွတ်နေမိလျင်ကောင်းသည့်ဘက်ကိုတွေးမိညွတ်မိစေရန်တတိဖြင့်ထိမ့်သိမ်းလေ့ကျင့်ရပါမည်မေတ္တာပွားရင်ကောင်းကျိုးချမ်းသာလိုလားသူဖြစ်ဖို့ရန်အကျိုးတရားရရင်စိတ်ကိုဥလှည့်ပေးရပါမည်စာမျက်နှာ9:10အမေယောနိသောမနတိကာရဟူသည်အဘယ်နည်းရှင်းပြပါဖြေ1မှန်မှန်ကန်ကန်စဉ်းစားခြင်း2
အသိဉာဏ်ဖြင့်စဉ်းစားခြင်း၃လိမ္မာပါးနပ်စွာစဉ်းစားခြင်း၄နှလုံးသွင်းမှုမှန်ကန်ခြင်းကိုယောနိသောမနတိကာရဟုခေါ်သည်စာမျက်နှာ30အမေကုသိုလ်တရားများ၏အခြေခံတရားကအဘယ်ပါနည်းဖော်ပြပါအဖြေကုသိုလ်တရားများ၏အခြေခံတရားကယောနိသောမနတိကာရဖြစ်ပါသည်စာမျက်နှာ30အမေယောနိသောမနတိကာရဖြစ်ရန်အခြေခံအကြောင်းတရားများကိုဖော်ပြပါအဖြေ1နှလုံးသွင်းမှန်ကန်စွာထားရမည်2စိတ်ကိုဖြူစင်တန်ရှင်းအောင်ကြိုးစားရမည်3လောဘနည်းအောင်ထားရမည်4အများကျိုးအတွက်ဆောင်ရွက်နိုင်ရမည်5ရည်သူတရားပြက်ပြက်မိမိမပြတ်စေရပါစာမျက်နှာ12 13အမေသူတစ်ပါးမှမိမိအားဒေါသဖြစ်စေမိစကားပြောကြလာပါကဒေါသမထွက်အောင်မည်သို့ဆင်ခြင်မည်နည်းရှင်းပြပါအဖြေ1ကျန်းတန်းသောစကားကိုငါမကြိုက်သလိုသူလည်းပဲကြိုက်မည်မဟုတ်ဆင်ခြင်မည်ကျန်းတန်းသောစကားကိုမိမိကိုယ်တိုင်တော်မနှစ်သက်သူ့ကိုပြောလျင်သူလည်းကြိုက်မည်မဟုတ်ဒီတော့ချွတ်ချွတ်တာတာပြောမယ်ဖြောင်းပြမယ်ဘယ်ကိစ္စဖြစ်ဖြစ်ကျန်းတန်းတဲ့စကားကတစ်ဖက်သားကိုနူးညံ့မသွားစေဘူးကျန်းတန်းသွားစေတယ်ဒါကြောင့်ငါမကြိုက်သလိုသူလည်းမကြိုက်တဲ့ကျန်းတန်းတဲ့စကားကိုမပြောဘဲနူးညံ့သောစကားပဲပြောမယ်အကျိုးရှိအောင်ပြောမယ်လို့နှလုံးသွင်းပေးရမည်နှစ်ဒေါသဖြစ်မိဘက်ကမစင်စားပဲကျေးဇူးတင်စရာဘက်မှာစဉ်းစားမည်ဘယ်အရာပဲဖြစ်ဖြစ်တစ်ဖက်ကကြည့်ရင်ဒေါသထွက်เสียဖြစ်တော်လဲနောက်တစ်ဖက်ကကြည့်ရင်ကျေးဇူးတင်စရာများဖြစ်တတ်သည်ဒါကြောင့်ဒေါသဖြစ်မိဘက်ကမစင်စားပဲကျေးဇူးတင်စရာဘက်ကနေစဉ်းစားမည်အဲ့ဒီလိုမှန်ကန်စွာစဉ်းစားလိုက်ရင်အမုန်းတရားများကင်းစင်ပြီးနှလုံးသားထဲမှာငြိမ်အေးသွားမှာဖြစ်ပါတယ်စာမျက်နှာ30 17